ကယ်တင်ခြင်းကရိုးရိုးလေးပါကျွန်တော်တို့ကရှုပ်အောင်လို့ရှုပ်သွားတာပဲဖြစ်တယ်ဒါကြောင့်သင်ရဲ့ကယ်တင်ခြင်းကိုယေရှုခရစ်ပေါ်မှာပဲလုံခြုံစေပါစာရမာနကပြောလိုက်မယ်မင်းကကယ်တင်ခြင်းရနေတယ်ဆိုပြောတာမင်းကယုံကြည်သူလုပ်နေတာဆိုပြောတာမင်းကောင်းနိုင်လို့လားမင်းတန့်ရှင်းနိုင်လို့လားဒီနေ့လည်းပြစ်လို့လားပြီးတော့လာတာမဟုတ်ဘူးလားအခုထိုင်နေရင်တော့မင်းကတွေးမာနေတယ်မလားစာရပြောလိုက်စာရအစကတည်းကငါကောင်းလို့ကယ်တင်ခြင်းရတာမဟုတ်ဘူးမကောင်းလို့ရတာဟာလေလုယာအာမင်ဖခင်တနာလို့ရတာလို့ပြောလိုက်အာမင်တင့်ကယ်တင်ခြင်းစိတ်ချမှုလုံခြုံမှုရလာမှာဖြစ်တယ်ဒီကနေ့ကျွန်တော်ဟောအားပေးခြင်းနဲ့နော်ကိုကောင်းမှုပေါ်မှာမူတည်ရင်တော့တင်ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူးတင်ဘယ်တော့မှလုံခြုံမှာလည်းမဟုတ်ဘူးဘာနဲ့တူလဲဘယ်တော့မှပိုက်ဆံလောက်တယ်ဆိုတာရှိလားရှိဘူးဗမာပြည်တော့ကလည်းမရှိခဲ့ဘူးမလေးရောက်တော့လေမလောက်ဘူးဒီမှာလေပိုမလောက်ဘူးလေပိုက်ဆံမဝယ်သေးဘူးကုန်ဖို့ကတန်းစီပြီးသားကျွန်တော်တို့ရဲ့ကောင်းမှုကိုယ်တော်ကလေမလုပ်ရသေးဘူးမလုပ်နိုင်စရာတွေတန်းစီပြီးသားဒီကနေ့ဂျေဇုတော်အောက်မှာငြိမ်ဝတ်စွာနဲ့တက်တာစွာနဲ့အသက်ရှင်လိုက်စမ်းပါတင်းရဲ့ကဲတင်ချင်းတင်ရတာမဟုတ်ဘူးဖျားပေးတယ်ဆိုတာယုံစမ်းပါတင်ရတာမဟုတ်တဲ့အတွက်ကြောင့်ဖျားပေးတာဖြစ်တဲ့အတွက်ကြောင့်ဖျားကဘယ်တော့မှနှုတ်ယူမဲ့ဖျားမဟုတ်ဘူးလက်ခုပ်တရား praise the Lord